Hello မကိုဟပေါ်လောက်စားဖြစ်တယ်ပေါ့နော်မကြီးချင်းရည်လေးနဲ့အချင်းရတော့မပါမဖြစ်ပဲဝက်ခောက်တွေမြစ်ချောက်တွေမိုးတွေဝက်ဥချောင်းတွေအစုံပေါ့နော်ကြက်မဲဝက်သုံးထတာနံယိုကြက်သားပင်လဲစားကိုကြိုက်တာထည့်စားလို့ရတယ်ပေါ့နော်တလွာချင်းစီမှာအဓိကတော့ကွာပိန်းဥရယ်မုံငင်းဖြူရယ်ချိုတဲ့ဟာပေါ့နော်ပိန်းဥကိုကြော်ပြီးထည့်ပိုကောင်းတယ်ပြီးရင်မုံငင်းဖြူလေးရယ်ကိုကြိုက်တဲ့အရွက်တခြားမြုပ်စားမဲ့အရွက်တွေလည်းအများကြီးပေါ့နော်တလွာချင်းစီပြီးမှအဲ့ပေါ်နေဟင်းရထဲမှာပေါ့နော်ဟင်းရတော့အယိုးပြုတ်ကြီးပေါ့နော်ဝက်နံယိုးရယ်ကြက်ယိုးရယ်ကိုမနက်ကလေးရရင်ကြာနေအောင်တည်ထားရပေါ့နော်အချိုရည်လေးဖြောင်ပြီးရင်အဲ့ဒါလေးတွေကိုလောင်းထည့်မယ်အလဲကနေမီမွေးပြီးတော့ပေါ့နော်ပွက်နေအောင်တည်ပြီးရင်ကိုကြိုက်တဲ့ဟာအမိုးတို့ပင်လယ်စားတို့အဲ့ဒါလေးမြုပ်စားမယ်ပေါ့နော်ဆောင်းနှင်းဆိုရင်တော်တော်လေးစားလို့ကောင်းတယ်ပေါ့နော်အချိုဆိုတော့လေပြုတ်စားဆိုတော့ကြာဆွဲလဲရန်စားလို့ကောင်းပါတယ်မိုးကောဟောပါစားကြပါဦး